မင်္ဂလာပါကိုရီရန်တဲ့ကားစားဘက်ကနေကြိုးဆိုပါတယ်ညီကိုမိဘပြည်သူမောင်မတွေကိုမျှဝေချင်တာလေးတစ်ခုရှိပါတယ်ဗျ2026ကလိန်ဒီအစ်စ်လို့ပဲပြောရမလား2025ခုနှစ်ကနောက်ဆုံးအနေနဲ့နှစ်ကုန်လိန်ဒီလို့ပဲပြောရမှာပေါ့နော်ကျွန်တော်ကိုရင်းကားစားဘက်လုပ်ပါတယ်ကျွန်တော်ကားစားဘက်လုပ်တဲ့အခါမှာကျွန်တော်စီမှာဒီ၄ယောက်စီးပေါ့နော်စလုံးကားလေးတွေကနေစပြီးတော့9ယောက်စီးဖတ်17ယောက်စီး18ယောက်စီးအန်စာလုံးကားတွေအထိ rental ငှားရမ်းလို့ရပါတယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာကုမ္ပဏီတစ်ခုကနေပါဆိုပြီးတော့ကျွန်တော်ဆက်သွယ်လာတယ်ခင်ဗျဆက်သွယ်လာတော့သူတို့ကတဲ့ဒီဇင်ဘာလရဲ့ပေါ့နော်နှစ်ကုန်ပေါ့သူတို့ကုမ္ပဏီရဲ့ခီးသွားလေးသွားညင်လို့တဲ့သူတို့ကုမ္ပဏီမှာလည်းနိုင်ငံခြားသားတွေလည်းပါတယ်တဲ့သူတို့ပြောတာထိုင်းတွေရောတရုတ်တွေရောပေါ့နော်သူတို့ပါတယ်ပေါ့သူတို့ကုမ္ပဏီမှာလောက်ကင်တဲ့နိုင်ငံခြားသားတွေလည်းရှိတယ်ပေါ့အဲ့နိုင်ငံခြားသားတွေလည်းသွားမယ်ပေါ့အဲ့အတွက်ကိုသူကကျွန်တော်ကို9ယောက်18ယောက်စီးကားနဲ့အစားရုံးနဲ့ကျွန်တော်ကို4ယောက်စီးကား2စီးငှားဖို့ပြောတယ်သူတို့ကား3စီးနဲ့သွားမှာပေါ့ကား3စီးနဲ့သွားမယ်ဆိုတဲ့အချိန်မှာကျွန်တော်ကိုဘယ်တွေသွားရင်ဘယ်တွေဥမာပကံသွားရင်ဘယ်တွေကျွန်တော်တောက်လျှောက်မေးရချက်ထီကို2ညအိတ်ဆိုရင်ဘယ်လောက်ငွေဆောင်ချောင်းတာဆိုရင်ဘယ်လောက်မေးတော့ကျွန်တော်ဈေးတွေတွက်ပြတယ်သူတို့အပြန်လှန်ပြောသူကကျွန်တော် Telegram ရှိလားတဲ့ Telegram ရှိလားဆိုတော့ကျွန်တော် Telegram သုံးတယ်လို့ကျွန်တော် Telegram နဲ့ဆက်သွယ်လို့ရပါတယ်လို့ဒီနံပါတ်ပါပဲလို့သူတို့ Telegram ကိုဆက်သွယ်လာဆက်သွယ်ပြီးတော့သူတို့ကအဲ့ဒီကနေပြီးတော့သူတို့ကကျွန်တော်ကိုလမ်းကြောင်းတွေပေါ့နော်ဘယ်နဲ့2ညအိတ်ဆိုရင်ဘယ်လောက်3ညအိတ်ဆိုရင်ဘယ်လောက်သူတို့ကတောက်လျှောက်ဈေးတွေတွက်ခိုင်းတော့ကျွန်တော်ကလည်းသူတို့လိုချင်လောက်ပေါ့နော်အဆင်ပြေအောင်ကျွန်တော်လုပ်ပေးတယ်တွက်ပေးတယ်သူတို့နဲ့ negotiate လုပ်ပေးတယ်ဈေးနှုန်းတွေပြောပြတယ်သူတို့ကokay နောက်ဆုံးအဆင်ပြေပြီကျွန်တော်တွက်ပေးတဲ့ဈေးပေါ့နော်ဥမာ380လောက်ကျတယ်380လောက်ကျတယ်အကိုကြီးဒီ3ရက်အတွက်ကိုကား3စီးအတွက်ကိုတော့ဒီလောက်တော့ကျမယ်ကိုအဲ့လိုမျိုးပေါ့နော်ကျွန်တော်တွက်ပေးတယ်တွက်ပေးတဲ့ခါမှာသူတို့ဘက်ကဘာပြောဆိုဟုတ်ပြီကိုတဲ့ကျွန်တော်ဘက်ကလည်းနိုင်ငံခြားသားရှိတော့တဲ့နိုင်ငံခြားသားတွေကိုတဲ့ကိုပြောတဲ့ဟာကိုပြန်ပြရမှာတဲ့အကိုတဲ့ကျွန်တော်လင်းနဲ့5ခုလောက်တဲ့ပို့ပေးလိုက်မယ်တဲ့အဲ့ထဲမှာတဲ့အကိုသဘောကျတဲ့ပုံလေးတွေရွေးပြီးတော့တဲ့ကျွန်တော်စီကိုတဲ့ပြန်ပို့ပေးပါလားတဲ့ကျွန်တော်အကိုရွေးရတာတော့ဟုတ်တယ်လို့ဘာပုံလေးရွေးပေးရမှာလဲသူအဲ့ဒီထဲမှာကားပုံလေးရှိတယ်တဲ့ရှူခင်းပုံလေးရှိတယ်အဲ့ဒါလေးရွေးပေးပါလေရွေးပေးပြီးတော့ကျွန်တော်စီကိုတဲ့အဲ့လင်းနဲ့ဝင်ပြီးတော့ရွေးပေးပြီးပြန်ပို့လိုက်ရင်ရပါပြီတဲ့ကျွန်တော်ဟိုဘက်မှာတဲ့ကျွန်တော်နိုင်ငံခြားသားတွေကိုဆက်ပြပြီးတော့လုပ်လိုက်ပါမယ်ကျွန်တော်လည်းကြောင်သွားငါကား rental လုပ်တဲ့ကိစ္စနဲ့ link နဲ့ဘာဆိုင်လဲပေါ့နော်အဲ့နဲ့ကျွန်တော်ပြောလိုက်တယ်ဒီlinkကိုရောကျွန်တော်တခြားဖုန်းနဲ့ဝင်လို့မရဘူးလားဆိုတော့သူတို့ကတခြားဖုန်းနဲ့ဝင်နေအဆင်မပြေဘူးတဲ့အခုသုံးနေတဲ့ Telegram ထဲမှာအဆင်ပြေမှာညာဆိုပြီးတော့အဲ့လိုလည်းပြောပြီးတော့အခုအဲ့လိုဆိုတော့အဆင်မပြေဘူးလို့ကျွန်တော်ကတခြားဖုန်းနဲ့ပဲဝင်ကြည့်ပေးမယ်ဆိုတော့နောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ဖုန်းတွေရောဘာတွေရောအကုန်ဘလော့သွားဘယ်လိုမှဆက်သွယ်လို့မရတော့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒါကတော့ဒိန်နီးတစ်ခုပါပဲပေါ့နော်